မြန်မာနိုင်ငံမှာမန္တလေးငရင်ကြီးကြောင့်ပြည်ပနိုင်ငံများမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအဖြစ်ကယ်ဆယ်ရေးအဖွဲ့များကိုစေလွှတ်လျက်ရှိရာအခုအခါမှာကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးသွားခဲ့ပြီဖြစ်တဲ့အတွက်တချို့ပြည်ပနိုင်ငံများမှာကယ်ဆယ်ရေးသမားများဟာပြန်လည်ထွက်ခွာသွားကြပြီဖြစ်ပြီးအိန္ဒိယနိုင်ငံမှာကယ်ဆယ်ရေးအဖွဲ့ဟာကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အိန္ဒိယနိုင်ငံရဲ့အမျိုးသားတဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဖြစ်တဲ့ NDRF နဲ့အိန္ဒိယတပ်ဖွဲ့ဝင်များပါဝင်တဲ့ဗရာမစစ်စင်ရေးလို့အမည်ပေးထားတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာငရင်ပေးတန်တဲ့မန္တလေးမြို့မှာကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့မြန်မာနိုင်ငံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကြောက်ရ25တန်ကိုပေးပို့ခဲ့ပြီးအိန္ဒိယကယ်ဆယ်ရေးအဖွဲ့များဟာလည်းမန္တလေးမြို့မှာပြည်သူများအတွက်ဂဒဲ200ဇန်ရွေလျာစေးရုံကိုတီထောင်ကစေကုသမှုများပြုလုပ်ပေးလျက်ရှိနေပါတယ်။အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာလူသားအိန္ဒိယမေဖက်ကောင်းများနိုင်ငံဖြစ်တာနဲ့အညီသဘာဝဘေးအန္တရာယ်ကြားရောက်နေချိန်မှာအခုလိုကူညီခွင့်ရတဲ့အတွက်များစွာဂုဏ်ယူမိပါကြောင်း NDRF အဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ to face any challenge Indian Army has set up this particular required